Hi အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မဲရ TV ရဲ့အင်တာဗျူးမှာအုံးလုံနဲ့ဘန်ဘန်တို့ပြောသွားတဲ့စိတ်ဝင်စားစရာအကြောင်းအရာလေးတွေကို recap လုပ်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့သူတို့ရဲ့ series ကအပိုင်း9အထိပြသပြီးသွားပြီဆိုတော့အခုဆို3ပိုင်းပဲကျန်တော့တယ်နော်စုစုပေါင်း10ပိုင်းပေါ့အုံးနဲ့ဘန်ကရှေ့ဆက်မဲ့အပိုင်းတွေမှာဇက်ကောင်တွေရဲ့ဆက်ဆံရေးကပိုရင်းကျက်လာပြီးပြင်းထန်တဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ရမယ်လို့အရေးအမြစ်ပြောသွားပါတယ်သူတို့ပြောတဲ့အထဲမှာအမှတ်ရစရာစကားလေးတစ်ခွန်းကအိမ်အောင်ဖက်ဒါမှမဟုတ်တွဲဖက်ဘဝဆိုတာဘယ်တော့မှမလွယ်ကူဘူးတဲ့ခက်ခဲတွေကိုအတူတူကြော်ဖြတ်ပြီးမှရလာတဲ့အေဂျင့်မှုကပိုတန်ဖိုးရှိတယ်လို့ဆိုပါတယ်ဝရီရဲ့လိုက်ဆက်ဆံရေးမှာကောသူတို့နှစ်ယောက်ကဘယ်လိုလဲတကယ်လို့အမြင်မတူတာဒါမှမဟုတ်နားလည်မှုလွဲတာရှိရင်သူတို့ကအကြီးကျယ်ရန်မဖြစ်ကြဘူးတဲ့ရှင်နှစ်ယောက်စလုံးငြိမ်သွားပြီးကိုယ့်ဘာသာပြန်သုံးသပ်ပြီးမှအေးအေးဆေးဆေးပြန်စကားပြောကြတာတဲ့တကယ်ကိုရင်းကျက်တဲ့ relationship လေးနော်ပြီးတော့သူတို့နှစ်ယောက်က social media trend တွေလိုက်ရမှာနှေးလွန်းလို့ကို 2G 3G ခေတ်လို့ပြောပြီးနောက်ပြောင်သွားကြပါသေးတယ်ဘန်ကအဖွဲသားတွေကိုဒါတချင်းအစ်စ်လေးဆိုပြီးလာဖွင့်ပြတာကိုအုံးကဒါအဟောင်းကြီးရှိလာပြီလို့ဘုံခွဲလိုက်လို့အားလုံးရေခဲ့ရပါသေးတယ်ဘန်ကအလွတ်ပြက်လုံးတွေခဏခဏထုတ်တတ်တော့အုံးကလက်မသွားပေမဲ့ကြောင်အန်းဖြစ်သွားတတ်ပြီးအဲ့ဒီအတိုင်းပဲလွှတ်ထားလိုက်တယ်လို့ဆိုပါတယ်နောက်ပြီး TikTok ပေါ်မှာရေပန်းစားနေတဲ့ဘန်ကအုံးကိုအရန်ကာကွယ်ပေးလွန်းတယ်တဝင်းတိုးတယ်ဆိုတာရဲ့အုံးကဘန်ကိုကြောက်တယ်ဆိုတဲ့ဗီဒီယိုတွေပေါ်မှာလည်းရှင်းသွားပါတယ်အုံးကဘန်ကိုတကယ်ကြောက်တာမဟုတ်ပဲအလေးမြတ်ထားပြီးယိုသေးပေးတာပါတဲ့ရှင်ပရိသတ်တွေကသူမရဲ့ကြောင်အန်းမျက်နှာပေးတွေကိုဖြည့်ညက်ကပ်လုပ်ပြီးဒရမာဆန်ဆန်ဟာတာဆန်ဆန်ဖန်တီးကြတာမို့အားလုံးပြောစရာအဖြစ်ပဲသဘောထားပါတယ်တဲ့ဒါတင်မကသေးဘူးနော်ဒီအင်တာဗျူးပြီးရင် TikTok မှာအုံးကဘန်ကြောင်အန်းဖြစ်နေရတယ်ဆိုတဲ့ tag အတိတ်ခေတ်စားလာလိမ့်မယ်လို့တော့နောက်ပြောင်သွားပါသေးတယ်။နောက်ဆုံးအနေနဲ့ red carpet အကြောင်းပြောရင်းဝစ်စုံကအရန်လှပေမဲ့ကြောပြင်လေးကနည်းနည်းပေါ်လွင်လွန်းနေတယ်မဟုတ်လား။အဲ့ဒါကိုဓာတ်ပုံရိုက်တဲ့အချိန်မှာဘန်ကအုံးရဲ့ကြောပြင်ကိုကွယ်ပေးဖို့ချစ်စနိုးနဲ့စူးစမ်းခဲ့ပြီးနောက်တစ်ခါ red carpet လာရင်တော့ shirt ပဲဝတ်ခဲ့တော့လို့စနောက်သွားတာကတော့တကယ်ကို cute ဖြစ်လွန်းတဲ့ moment လေးပါပဲ။ဒါကတော့အုံးနဲ့ဘန်ရဲ့မဲရ TV အင်တာဗျူးတွေကချစ်စရာကောင်းတဲ့အချက်လေးတွေကိုစူးစီးတင်ပြပေးခဲ့တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။